အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာဆရာမလေးကစနေသားသမီးများအတွက်နိုဝင်ဘာဟောစတန်လေးကိုတင်ဆက်ပေးကြပါတယ်အဲ့တော့စနေသားသမီးတွေကတော့ဒီကာလမှာလောက်တဲ့ကိစ္စတွေတိုးတက်တဲ့ကိစ္စတွေအဆင်ပြေတဲ့ကိစ္စတွေအောင်မြင်တဲ့ကိစ္စတွေအရှိန်အဟုန်ပြင်းစွာနဲ့ရရှိလာမယ်နေ့တစ်နေ့လို့ဆရာမလေးကတော့တွေ့ရတယ်လောလောဆယ်တော့ခေါင်းတွေခြောက်နေတယ်ခေါင်းတွေပူနေတယ်အတွေးတွေများနေတယ်ခေါင်းမိတောက်မတက်စဉ်းစားနေရတဲ့ကိစ္စတွေအများကြီးရှိနေလိမ့်မယ်နော်ခေါင်းမှာမီးကိုထွက်မတက်ပေါ့နော်ခေါင်းမှာမီးကိုထွက်မတက်စဉ်းစားနေရတဲ့ကိစ္စတွေရှိတယ်ဒါမှမဟုတ်တချို့ကိစ္စတွေကို focus အရင်ထားပြီးတော့စဉ်းစားတွေးတောနေရတယ်နော်ကိုယ့်ရဲ့ရေရှည် plan တွေကိုယ့်ရဲ့အနာဂတ် plan တွေပေါ့နော်အဲ့ဒါတွေတော့ကိုစဉ်းစားနေရတယ်ပြီးတော့ dissertation တွေဒီကာလမှာအရင်ရုန်းကန်ခဲ့ရတဲ့အချိန်ကာလတစ်ခုကိုကြော်ဖြတ်လာပြီကိုယ်တိုင်လည်းလက်ရှိမှာရုန်းကန်နေရတယ်ကြော်လွှားနေရတယ်ပြင်းပြစွာစူးစမ်းနေရတယ်ပေါ့နော်အရန်ကိုတကယ်ကိုခန္ဓာရည်ပြင်းပြင်းနဲ့ကိုယ့်ရဲ့ရည်မှန်းချက်ပန်းနိုင်နေရှိရောက်သွားနေတာမျိုးဆရာမလေးတွေ့ရတယ်အဲ့ဒါတွေအားလုံးကလည်းတိတ်မကြခင်မှာတကယ်ကိုပြီးပြေးဆုံးအောင်မြင်စွာနဲ့အဆင်ပြေလာတာမျိုးဆရာမလေးမြင်ရတယ်ပေါ့နော်ဒါအပြင်ဒီဇာတာရှင်တွေအနေနဲ့ဒီစနေသားသမီးတွေတော်တော်များများမှာငကဇက်တွေပါတယ်ဒီလိုအမျိုးတွေယုံကြည်တယ်ဆိုဒီအရာတွေကိုယုံကြည်တယ်ဆိုလို့ရှိရင်တော့ငကစားအာဟာရလှူပေးခြင်းပြီးတဲ့အခါမှာရေဆက်ဆက်ရှိတဲ့နေရာတွေမှာကန်းကြီးတွေပါရောက်ပြီဆိုလို့ရှိရင်လည်းပင်တဲ့သမုဒ္ဒရာကြီးကိုကြည့်ပြီးတော့အမှရှိတယ်မမြင်ရတဲ့ဒီအဆောင်ရှောက်တွေပုံကိုယ်တွေရှိတယ်ဆိုရင်လည်းကွာမြေတာလှမ်းပို့တာမျိုးပေါ့နော်ပြီးတဲ့အခါမှာဒီနောက်တစ်ခါကျတော့ဒီပင်လယ်နဲ့ပင်လယ်ကန်းဆက်ရဲ့အိမ်မှာခြေထောက်ကလေးရက်ပြီးတော့စွတ်စွတ်တောင်းတာမျိုးပေါ့နော်အဲ့လိုကောင်းကင်မြင်ကိုလည်းကြည့်မယ်ခြေထောက်ကကျတော့သဲနဲ့ပင်လယ်ဒီဟိုပေါ့နော်ရေနဲ့ပင်လယ်နဲ့သဲနဲ့ပေါ့နော်အကြားထဲမှာရှိတယ်ပြောရမယ်ဆိုလို့ရှိရင်ရေဆက်လေးပေါ့အဲ့နားလေးမှာရက်မယ်ပြောနောက်တစ်ခါကျတော့လေအဲ့လိုတချို့ကျတော့ငကဆက်တွေပါတွေကတချို့ကရေအရန်ကြောက်တဲ့သူပါတယ်ငကဆက်ဖြစ်ပေမဲ့ရေအရန်ကြောက်တယ်အဲ့တော့ရေထဲမစင်းရဲတဲ့သူဆိုလို့ရှိရင်လည်းရေဆက်လေးမှာပဲနေပြီးတော့ဆူတောင်းတာမျိုးပေါ့နော်တချို့အိမ်အောင်ပြုတ်ထားတဲ့သူတွေခလေးရဖို့စူးစမ်းနေတဲ့သူတွေမှာခလေးရတာမျိုးဒါမှမဟုတ်ကိုယ့်ရဲ့မိသားစုအတိုင်းဝိုင်းနေကြတဲ့မှာခလေးမွေးဖွားတဲ့တည်င်းကြတာမျိုးကိုယ်ဝင်ဆောင်တဲ့တည်င်းကြတာမျိုးပေါ့နော်ဒါမျိုးလေးတွေတွေ့ရတယ်ကဲအခုလက်ရှိမှာကွာအစင်မပြေတွေဖြစ်နေတယ်ပူပင်တော့ကတွေများနေတယ်ဆိုရင်တော့တိတ်မကြခင်တော့အချိန်ကာလမှာဆီယမာလေးရဲ့နာမည်ဟောစနန်ကိုကြားလိုက်တဲ့သူတွေအားလုံးဟာမကြခင်ကာလအတော်အတွင်းမှာပဲနော်ဒီ abundance ဖြစ်တဲ့ကြွယ်ဝမှုတွေပြည့်စုံမှုတွေထူးခြားမှုတွေအဲ့ဒါတွေကိုလက်ခံရရှိတော့မှာဖြစ်တယ်ပြီးတော့ဒီဟောစနန်ကိုနားထောင်တဲ့အချိန်မှာတင်းရဲ့ပတ်ဝန်းကျင်မှာအပြာရောင်အစိမ်းရောင်အဲ့လိုမျိုးအရာတွေမြင်နေဆိုလို့ရှိရင်လည်းကံကောင်းမှုတွေကတမန်ဟုတ်ခြင်းနဲ့ရောက်ရှိလာနိုင်ဖို့တွေ့ရတယ်ပြီးတော့မမြင်ရတာကြပြီဖြစ်တဲ့သူတွေမတွေ့တာကြပြီဖြစ်တဲ့သူတွေမစုံနိုင်ကြပြီဖြစ်တဲ့မိတ်ဆွေတွေနဲ့ပြန်လည်ဆုံတွေ့ရတာမျိုးအင်အားထွက်ခွာသွားတဲ့ဆွေမျိုးမိသားစုတွေနဲ့တနေရာမှာပြန်လည်ဆုံတွေ့ရတာမျိုးနော်ပြီးတော့ဒါမျိုးလေးတွေလည်းကောင်းတဲ့အရာတွေဖြစ်နိုင်ပြီးတော့အောင်မြင်မှုအသီးပွင့်တွေကိုလည်းခံစားရမယ့်အချိန်ပြီးတော့လက်ခမောင်းခတ်နိုင်တဲ့အချိန်ပြီးတဲ့အခါမှာကိုတွေပေါ့နော်ကိုကထားပါတော့ group တစ်ခုနဲ့စူးစမ်းနေတာလားတငယ်ချင်းတွေနဲ့စူးစမ်းနေတဲ့အရာတွေအောင်မြင်သွားတာမဟုတ်share partner လုပ်ငန်းတွေအဆင်ပြေသွားတာလားအဲ့တခုခုအဆင်ပြေသွားလို့ဆိုပြီးတော့တယောက်နဲ့တယောက်လက်ဖွားချင်းရိုက်လောက်ရတဲ့အထိအောင်မြင်တိုးတက်နေတာမျိုးတွေလည်းတွေ့ရတယ်ပန်းခင်းနဲ့လမ်းအောင်စပြီးတော့ရှောက်ပြီးတင်းရဲ့ဘေးပတ်ဝန်းကျင်အရာအားလုံးကပန်းနေပွင့်လာတာမျိုးပေါ့နော်အဲ့လိုနာမည်ကိုဒီဟောစင်းလေးကပထမတော့အပူဝင်တော့ကားတွေခေါင်းမိတောက်မတက်တွေကနေပြီးတဖြည်းဖြည်းနဲ့ဖက်လာရင်ရေစက်တွေပါစမြင်လာတယ်ပြီးတော့ဒါရေဆိုတာလည်း agent နဲ့နာမည်ပေါ့နော်အဲ့တော့ငကစားတွေလူမဲပြီးတဲ့အခါမှာဒီပုံကိုယ်တွေကိုစောင်းရှောက်တဲ့ပုံကိုယ်တွေကိုမြစ်တာပို့မယ်ဟလာပင်လယ်ကမ်းစပ်မှာရောက်ပြီးညောင်းနေတယ်ဆိုရင်လည်းဒီလိုမျိုးဆူတောင်းမယ်မြစ်တာပို့မယ်အဲ့လိုကနေပြီးတော့တရားပျော်ရွှင်မှုတွေရရှိလာတယ်အရန်တော့ step by step တွေတွားတဲ့နာမည်ကိုဆရာမလေးကတွေ့ရတာပေါ့နော်ပြီးတဲ့အခါမှာပန်းခင်းလန်းပေါ့ပန်းခင်းလန်းကိုရောက်တယ်ကိုဘေးပုံဝင်ချင်မှလည်းပန်းနေပွင့်လာတယ်အစားရှိတဲ့ဖြစ်ပေါ့နော်တွေ့ရတယ်တင်ရဘယ်တော့မှဘဝမှာအရာအားလုံးကိုလွယ်လွယ်ကူကူနဲ့ရခဲ့တဲ့ကန်ဆာတာမပါဘူးလွယ်လွယ်နဲ့ဘယ်တော့မှမရအောင်အမတန်စူးစမ်းတယ်ချက်ကြက်ခဲစူးစမ်းမှပဲအဲ့ဒီအသီးအပွင့်တွေတွားရရှိတာဖြစ်တဲ့အတွက်အခုချိန်ကနေစပြီးတင်ဟာနော်ခက်ခဲတဲ့အချိန်တွေအားလုံးကြော်လွန်ခဲ့ပြီးအခုချိန်ကတင်အတွက်အောင်မြင်ရမယ့် right time အချိန်ကာလကောင်းဖြစ်ပြီးအဲ့တော့ဒီကာလဒီတင်ရဲ့အသီးပွင့်တွေကျိုးဆက်တွေကိုရရှိတော့မှာဖြစ်တဲ့အတွက်တင်ဒီမကောင်းတဲ့အရာတွေအားလုံးကိုချန်ခဲ့ဖို့အတွက်ကိုစက်ကူကြော်ထဲမှာထညက်ခဲခွန်းလုံးထည့်ပြီးတော့နောက်ပြန်ပေါ့နော်တန်လူရှင်းတဲ့နေရာမှာပေါ့နောက်ပြန်ပြစ်ပြီးတော့မကောင်းတဲ့အရာတွေရက်တက်မှာစီပေါ့နော်အဲ့တော့ပြစ်လိုက်ပါလူတွေရှိတယ်ဆိုလူတွေခေါင်းကိုကြောက်သွားမှဆိုလို့ဒီနော်အဲ့တော့နောက်ပြန်ပြစ်လိုက်မယ်ဆိုလူရှင်းတဲ့နေရာလေးမှာပြစ်ပြီးတော့လှည့်မကြည့်ဘဲနဲ့ထွက်ခဲ့ပါပြီးတော့ဒီကာလမှာရေနဲ့ပတ်သက်တဲ့လုပ်ငန်းတွေငါးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေဖြောရမကလုပ်ငန်းတွေလုပ်နေတဲ့သူတွေဆိုလည်းအဆင်ပြေထူးခြားမှုလေးတွေရလာနေတာမျိုးကိုတွေ့ရတယ်တခုတော့ပြီးဆိုင်ပါရက်သေးစားတောက်စားခြင်းတနိုင်တဲ့ညဒီကာလမှာရှောင်ပေးမယ်ဆိုလို့ရှိရင်လည်းတင့်တွက်ပို့ပြီးတော့ကံကောင်းစီတယ်ပေါ့နော်ဥပမာမင်းကလေးတငယ်ချင်းတွေအချင်းချင်း
ပြန်လေဆုံးတွေ့ရင်းနဲ့ပါတီသွားတာကားကြခုံကြတာဆိုလို့ရှိရင်လည်းပို့ပြီးတော့ဒီကာလမှာမိန်းကလေးချင်းပေါ့နော်ပို့ပြီးတော့တင့်မြတ်ပြီးတော့အဆင်ပြေတာမျိုးတွေပြီးတော့အရန်ကိုဘယ်လိုဖြစ်လို့လဲမသိဘူးပန်းနဲ့ပတ်သက်တဲ့အရာတွေပဲဆရာမလေးနမိတ်တွေ့ရတယ်ပေါ့နော်အဲ့တော့ပန်းနဲ့ပတ်သက်တဲ့အရာတွေဖြစ်တဲ့အတွက်နူးညံ့မှုတွေဒီကာလအတင်းအတွက်နူးညံ့မှုတွေတိမ်မွေးမှုတွေမွေးပြန်မှုတွေနာမည်ကုန်သတင်းနဲ့ပတ်သက်ပြီးမွေးပြန်မှုတွေပြီးတဲ့အခါမှာအေဂျင့်မှုတွေအားလုံးကိုဒီခေါ်စတန်တွေကြောင့်နမိတ်တွေအားလုံးပို့ပြီးတော့ထူးခြားသွားမယ်လို့ဆရာမလေးကတော့ယုံကြည်ပါတယ်ကိုယုံကြည်ရဘာသာရေးကိုလည်းတတ်နိုင်သမျှလှုပ်ဆောင်ပေးပါပြီးတော့ဒီပေါ့နော်အိမ်မှာလည်းပေါ့နော်ဒီထောပတ်ထမင်းတို့ဓမ္မောက်ထမင်းတို့တတ်နိုင်သမျှဖះမှာကက်လူပူဇော်ပေးတာမျိုးလေးလည်းလုပ်ပေးပါဒီနှစ်သက်ရဘာသာရေးအနေနဲ့ကြိုက်တဲ့ဘာသာရေးတစ်ခုခုပေါ့နော်ကိုအဋိဌံတစ်ခုခုဝင်ပေးခြင်းအပြင်လည်းသင်္ကန်းနေပို့ပြီးတော့ကောင်းမွန်လာပါလိမ့်မယ်လို့ဆရာမလေးကတော့အကြံပြုလိုပါတယ်အောင်မြင်ပြည့်စုံတဲ့စနေသားသမီးတွေဖြစ်ကြပါစေရှင်